ကျွန်တော်ဒီနေ့ညီကိုတို့ကို application လေးနှစ်ခုနဲ့မိတ်ဆက်ပေးမယ်ဒါကလည်းကျွန်တော်ကိုဘာ diagram သုံးလဲ diagram ကြည့်တာဘာနဲ့ကြည့်လဲလို့မင်းနေကြတဲ့လူတွေအတွက်ကျွန်တော်တခါလေးဖြေပေးလိုက်ပါတယ်ကျွန်တော်တကယ်အဓိကထားပြီးတော့ဖုန်းထဲမှာတကယ်သုံးဝင်တဲ့တကယ်လည်းအဆင်ပြေတဲ့ application ကဒီ application မှာကျွန်တော်တို့ Calming လို့ခေါ်ပါတယ်free ရတဲ့ software ပေါ့နော်ကျွန်တော်တို့မှလည်းရတယ် Android မှာလည်းရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ Chat GPT ပါဒါကတော့ကျွန်တော်တို့ဘာမေးလို့ရတဲ့နေရာပေါ့နော်အဲ့တော့ကားနဲ့ပတ်သက်တဲ့အရာကြီးလည်းကျွန်တော်တခါတည်းအခုမေးပြပေးမယ်ကားမင်း software ကိုလည်းဘယ်လိုသုံးလဲဆိုတာကိုဒါကျွန်တော်ပြောပြပေးပါမယ်အဲ့တော့ကျွန်တော်တို့ကဒီမှာဒီကားမင်းကလည်းဒါကျွန်တော်တို့ Play Store မှာ download ရတယ် Apple မှာဆိုလို့ရှိရင်လည်း App Store မှာ download ရတယ် Chat GPT ကြောင့်လည်းကျွန်တော်တို့ Apple မှာတော့ကျွန်တော်တို့ဒီ Apple version ဘယ်လောက်နဲ့အထက်ဆိုပြီးမှdownload ရတဲ့ဖုန်းမျိုးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ iPhone အစုပ်ကလေး iPhone 10ပေါ့နော်အဲ့မှာတော့ Chat GPT ထည့်လို့မရပါဘူးဒါကကျွန်တော် Android ဖုန်းမှာထည့်ရတာပါ Okay အဲ့တော့ Calming နဲ့ဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့စမြင်ရမှာဒီနေရာလေးပါပဲဒါလေးကကျွန်တော်တို့နှစ်ခုစလုံးကတော့ဒါကျွန်တော်တို့ internet ရှိဖို့လိုပါမယ်အဲ့တော့ရပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီထဲမှာဒါကျွန်တော်တို့ဒီကားမျိုးဆိုင်ပေါ့နော် Toyota Ford Hyundai Chevrolet Kia Volkswagen Mitsubishi Nissan Honda Suzuki စသဖြင့်တော့တန်ရစုအများကြီးပေါ့နော် Mazda စသဖြင့် Audi ဒါဂျက်တိုးတွေပါတယ်တော့ပါသေးတယ်အများကြီးပဲဒါကျွန်တော်မသိတဲ့ကားမျိုးဆိုင်လည်းအများကြီးပေါ့နော်အဲ့တော့တော်တော်များများစုံစုံလင်လင်ပါပါတယ်အဲ့တော့ကျွန်တော်တို့ကတော့ဒီဟာကိုအတိအကျကြီးတူတာမျိုးတော့မဟုတ်ပြင်မဲ့ကျွန်တော်တို့ကိုယ်တိုင်ကလည်း reference ယူတဲ့သဘောမျိုးနဲ့ကျွန်တော်တို့ကြည့်ပါတယ်အဲ့တော့ဒါဆိုလို့ရှိရင်ဒါကျွန်တော်တူတာလေးဝင်ပြမယ်တူတာမှာဒါကျွန်တော်တို့ forerunner ဆိုတာကျွန်တော်ဒီ highlight surf တို့ကျွန်တော်တို့ဒီတခြားပေါ့နော်ဒီကတော့ highlight surf ပုံစံမျိုးကားတွေပြီးရင်ဒါကျွန်တော်တို့Subaru ဘာညာပေါ့နော် Allion Premium Alphard Bafire အများကြီးပေါ့နော်တော်တော်အမျိုးအစားစုံလင်ပါတယ်ကျွန်တော်တို့နိုင်ငံမှာတော့မဝင်တဲ့ကားတွေမသွင်းတဲ့ကားတွေလည်းပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရှိမှဆိုရင်ဒီမှာ Carina တို့ဘာတို့ဟို model အနိတ်မှာ1997ကနေ2000 model လောက်ထိဒါမှမဟုတ်ကျွန်တော်တို့2020 2021စသဖြင့် model အမျိုးအစားတော့ရှိတယ်ပေါ့နော်အဲ့တော့ဒါကဒါတူတာမျိုးသားမှာပါတယ်ကားကြီးဆိုလို့ရှိရင်လည်းဒီမှာ Costa ဒီ Hino ပေါ့နော်ဒီလိုကားကြီးလည်းပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒါကားလေးတော်တော်များကျွန်တော်တို့ Wish Vizo ကျွန်တော်တို့ Yaris ဒါကျွန်တော်တို့အများကြီးပေါ့နော်အဲ့လိုမျိုးစားပါတယ်အဲ့တော့တချို့ဟာတွေကတော့ကြည့်ရတာကတော့ဒါကျွန်တော်တို့အင်္ဂလိပ်လိုပဲတချို့ဟာတွေကတော့ Russia လိုပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော် Alphard Bafire တွေကိုကျွန်တော်ဝင်ပြမယ်ဝင်ရလို့ရှိရင်ဒါမှာ2Z engine နဲ့2GR engine ဆိုပြီးရှိတယ်ပေါ့နော်2008 2010 2011 2012 2015 2018 model လောက်ထိရှိရပေါ့နော် Third generation လောက်ထိရှိရအဲ့တော့ကျွန်တော်တို့က2008ထဲကိုကျွန်တော်ဝင်ပြမယ်ဝင်လိုက်ပြီးဒီထဲမှာဘာကြီးပါမလဲဆိုတော့ဒါကျွန်တော်တို့ဒီ audio နဲ့ပတ်သက်တဲ့ဟာတွေပါမယ် brake နဲ့ပတ်သက်တဲ့ဟာတွေပါမယ်ကျွန်တော်တို့ driver train နဲ့ပတ်သက်တဲ့ထဲမှာကျွန်တော်တို့ဒီgear box ပေါ့နော် gear box နဲ့ပတ်သက်တာတွေပါမယ်ပြီး engine နဲ့ပတ်သက်တဲ့ထဲမှာပါမယ်အဲ့ F ထဲမှာကျွန်တော်တို့ hybrid နဲ့လာတဲ့အကောင်တွေရှိသေးတယ်အဲ့တော့အဲ့လို hybrid နဲ့လာတဲ့ကားတွေတော့ပါတယ်ပြီးရင်ဒါကျွန်တော်တို့ location ဆိုတာကဒါကျွန်တော်တို့ဒီရဲ့နေရာပိုကွန်တာ location တွေပစ္စည်း location တွေပေါ့နော်ဒီမှာengine component နဲ့ possession of part တဲ့ကျွန်တော်တို့ကတော့တေချာမသိဘူးဒီမှာ RHD ဆိုတာကကျွန်တော်တို့ဒီမှာ RHD လို့ရေးထားရဲဆိုတာဒီမှာ RHD LHC ဆိုတာကျွန်တော်ဘယ်မောင်းညာမောင်းသူကပြောတာပါအဲ့တော့ကျွန်တော်တို့ဒီထဲမှာဘာပါမလဲကျွန်တော်ဝင်ကြည့်မယ်ဒါက engine component ပေါ့နော် engine အစိတ်ပိုင်းဘယ်နေရာမှာဘာရှိလဲဆိုတာမျိုးတွေကိုဒါဒီလိုမျိုးပြထားတယ်ပေါ့နော်ဥပမာကျွန်တော်တို့ဒီမှာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ A10 ဆိုလို့ရှိရင်ဒီမှာကျွန်တော်ရေးထားတယ် skate control ECU with actuator assembly ဒီမှာ A8 ဆိုလို့ရှိရင် computer box ECM ပြီးရင်ကျွန်တော်တို့ A5 ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီမှာ A5 ဆိုလို့ရှိရင်ကျွန်တော်တို့ front speed sensor LH A8 ဆိုလို့ရှိရင် ECM A10 ဆိုလို့ရှိရင် skate control ECU ပေါ့နော်စသဖြင့်ပေါ့အဲ့ဆိုလို့ရှိရင်သူကလည်းဒီမှာပြထားတယ်ဒီမှာ A10 ရှိတဲ့နေရာကျွန်တော်ဒီမှာ A10 ရှိတဲ့နေရာ sorry ဒီမှာကျွန်တော်တို့ဒီမှာဘယ်နေရာတွေမှာဘယ်လိုရှိရဆိုတာအစဟိုကျွန်တော်တို့ဒီဟို
location တွေပါဒါတချို့ကားတွေရောကြည့်လို့ရတယ်ကားတိုင်းတော့မပါဘူးတစ်စီးနဲ့စီကတော့မတူဘူးဒီကားမှာဆိုလို့ရှိရင်ဒါတွေပါကြည့်လို့ရတယ်ပေါ့နော်ပြန်ထွက်လိုက်ပြီဆိုလို့ရှိရင်တော့ကြော်ညာလေးနည်းငယ်ဝင်ပါတယ်ကျွန်တော်ပိတ်လိုက်ပါပြီ okay အဲ့ဆိုလို့ရှိရင်ကျွန်တော် diagram ထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ cooling fan နဲ့ပတ်သက်တာကြည့်မလား cruise control နဲ့ပတ်သက်တာကြည့်မလား engine control နဲ့ပတ်သက်တာကြည့်မလားစသဖြင့်ပေါ့နော်တော်တော်စုံစုံလင်ကြည့်လို့ရတယ်ဒီအမျိုးအစားတော့ဒါကျွန်တော်တို့အင်္ဂလိပ်လိုရေးထားဆိုတာကျွန်တော်တို့ application နဲ့ဝင်လိုက်တာနဲ့ကိုဒါကျွန်တော်တို့အင်္ဂလိပ်လိုတန်းဖတ်လို့ရတယ်ပေါ့နော်တချို့ဟာတွေကကြတော့ကျွန်တော်ရုရှားလိုဖြစ်နေတယ်ကျွန်တော်တို့ဒီမှာ Mac 8တို့ Mac 2တို့ဆိုလို့ရှိရင်ဒီကောင်လေးဆိုလို့ရှိရင်ဒါကျွန်တော်ရုရှားလိုကြီးပေါ့နော်ဒီကောင်လေးဆိုလို့ရှိရင်ဒါကျွန်တော်တို့ရုရှားလိုကြီးပါတယ်တချို့ဟာတွေကြတော့ကျွန်တော်တို့ sorry အင်္ဂလိပ်လိုကြီးပါတယ်ပေါ့နော်အဲ့တော့ရုရှားလိုကြတော့ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့ translate လုပ်ပြီးတော့ကျွန်တော်တို့ပြန်ကြည့်ရတယ်ဒါဆိုလို့ရှိရင်ဒါရုရှားလိုဖြစ်သွားပြီရုရှားလိုကြကျွန်တော်တို့က translate လုပ်ပြီးတော့ဘယ်နေရာမှာဗာရေးထားလဲဆိုပြီးကျွန်တော်ကြည့်ရတယ်ပေါ့နော်ဒီကတော့ကျွန်တော်ကြည့်နေကြမလို့ကျွန်တော်နည်းနည်းကျွန်တော်ကနည်းနည်းအလွတ်ရနေပြီဒီ7ဆိုတဲ့နေရာလေးကဒီနေရာလေးကဒါကျွန်တော်တို့ quiz 1 exam နဲ့ပတ်သက်ပြီးတော့ EPR control ပေါ့နော်ကျွန်တော် EPR control ကျွန်တော် quiz က EPR မီ link လို့ရှိရင်ကျွန်တော်တို့ link တဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ဝိုင်းတိုင်းကိုသိကျင်နေဆိုလို့ရှိရင်ကျွန်တော်တို့ဒီထဲဝင်ကြည့်တယ်အဲ့တော့ဒီမှာဒါကျွန်တော်တို့ EPR လေးကိုအပေါင်းထုတ်ကအပေါင်းကဘယ်ကလာလဲအနှုတ်ကဘယ်ကလာလဲပြီးရင်ကျွန်တော်တို့ဒီမှာဒီကောင်ကြီးကဒါကျွန်တော်တို့ဟွာကြီးပေါ့နော်ကျွန်တော်တို့EPR control ဘူးကြီးထဲမှာကျွန်တော်တို့အပေါင်းကဘယ်လိုဝင်လဲအနှုတ်ကဘယ်လိုဝင်လဲစသဖြင့်ကျွန်တော်တို့က reference ယူပြီးကြည့်လို့ရတဲ့ဒါကျွန်တော်တို့ဘက်ကတော်တော်အဆင်ပြေတဲ့ခါကြလို့ရှိရင်ပေါ့နော်တော်တော်လည်းအဆင်ပြေပါတယ်ဒီကားလေးကဒီ software လေးကအဲ့တော့ကြော်ညာထပ်ဝင်နေတခါပြန်ထွက်ရင်တခါနည်းနည်းလေးကြော်ညာကြည့်ရတယ်ပေါ့နော်ဒါကျွန်တော်တို့က free version ဖြစ်တဲ့အတွက် okay အဲ့ဆိုလို့ရှိရင်တော့ဒီ software နဲ့ပတ်သက်ပြီးတော့ကိုယ့်ဘောက်ကို Play Store မှာ down ပြီးတော့ကိုယ့်ဘောက်ကိုရှာပြီးတော့ click ကြည့်ပါကျွန်တော်နောက်တစ်ခုထပ်ပြောပြမယ်နောက်တစ်ခုကကျွန်တော်တို့ဒီ Chat GPT Chat GPT ကဒါကျွန်တော်တို့ကတော့ Google လိုပဲပေါ့နော် Google လိုပဲဒါပေမဲ့ဒီမှာကျတော့ဒါ AI ဖြစ်တဲ့အတွက် AI ပုံစံမျိုး Google မှာကျွန်တော်တို့ဒါကျွန်တော်တို့ဟိုလာကူညီပေးတဲ့လူတယောက်ရှိတဲ့အနေထားပေါ့နော် AI ဖြစ်တဲ့အတွက်ကျွန်တော် AI ကိုမေးကြည့်မယ်ကားနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘာမေးလို့ရလဲဘာတွေသူမေးရတွေကသူကျွန်တော်တို့မေးရတွေရောသူသိနိုင်လားဒါမှမဟုတ်သူပြန်ဖြေပေးရတွေရောသိကြလားဆိုတာကိုအဲ့ဒါကျွန်တော်မေးကြည့်မယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော်အရင်ဆုံးသူ့ကိုဗာမေးကြည့်မလဲဆိုတော့ကုတ်တစ်ခုအကြောင်းကျွန်တော်သူ့ကိုအရင်ရှင်းပြခိုင်းမယ် P0171 ဒါမှမဟုတ် P0172 နဲ့ဒါမှမဟုတ်ကျွန်တော်ဟိုဟာလောက်လိုက်မယ်တခါတည်းအတန်ဖိုင်ထည့်လိုက်မယ် P0 sorry ကျွန်တော်ပုံမှာ mic ပြတ်နေတော့အတန်မရအောင်ဒီထဲမှာစာပဲရေးလိုက်တော့မယ် P0172 sorry ပတ်သက်ပြီးဘယ်လိုဖြည့်ရှင်းရမလဲဖုန်းကလည်းနည်းနည်းလေးဟိုဖြစ်နေလို့ပေါ့နော်ဒီပတ်လေးကတိုင်ပတ်နေလို့ပေါ့ Okay ဒါဆိုလို့ရှိရင်ဒါသူ P0172 နဲ့ပတ်သက်ပြီးတော့သူဘယ်လိုဖြည့်ရှင်းရမလဲ P0172 ကဘာကြောင့်ပေါ်လာလဲဆိုတဲ့အကြောင်းရင်းများကိုဒါသူတခါလဲဒါသူပြောပြပေးရပေါ့နော်ဒီမှာ P0172 နံပါတ်ဖြစ်ပေါ်လာတဲ့အကြောင်းရင်းများ airflow sensor ပျက်စီးလို့ oxygen sensor ပျက်စီးလို့ကျွန်တော်တို့ fuel pressure တွေမကောင်းလို့ injector leak ဖြစ်နေလို့ PCB ဘက်တွေပြတ်နေလို့ ECU software ကြောင့်ဖြစ်လို့ပေါ့နော် vacuum leak တွေဖြစ်နေလို့အဲ့တော့ဒီမှာကဒါကသူကဘာကြောင့်ဖြစ်တယ်ဆိုတာကိုဖြစ်ပေါ်လာတဲ့အကြောင်းရင်းများအောက်မှာကျတော့ဒီမှာဖြည့်ရှင်းနည်းပါသူတခါလေးပြောထားတယ် MAS sensor ကိုတဲ့တန်ရှင်းပြောင်းလဲခြင်းပေါ့နော်ကျွန်တော်နည်းနည်းလေးတော့ကျွန်တော်တို့ကဗမာလိုမကျွမ်းတော့ဒီကောင်ကနည်းနည်းလေးတော့ထောက်လိုက်မှဖတ်လို့ရှိရင်တော့ဒါကတော့ဖြည့်ဖတ်ပေါ့နော်air filter ကိုစစ်ဆေးပါ fuel pressure စစ်ဆေးပါစသဖြင့်ပေါ့အဲ့မှာ scan သုံးပြီးတော့ light data တွေပါ light data တွေပါနော်ကြည့်ခိုင်းပြီနော် light data တွေပါကြည့်ခိုင်းတယ် short time fuel train long time fuel train တန်မျိုးများကိုကြည့်ပြီးတော့ diagnosis ကိုတိကျတည်ကြော်တာလှုပ်ဆောင်ပါတဲ့ risk condition ဆိုတော့ fuel train တွေက negative ဖြစ်နေမှာဖြစ်ပါတယ်တဲ့ -10% စသဖြင့်ပေါ့နော်ဒါကသူတော်တော်များများဒါ
နီးနီးအဆက်ဆုံးသူပြောထားတာနော်သူပြောထားတယ်မှာမှားလိုက်တခုမှမပါပါဘူးအဲ့တော့လိုအပ်လရင်နဲ့တင့်ကားမျိုးစားဒါမှမဟုတ်တိုတန်လားနေဆန်လားအင်ဂျင်မော်ဒယ်ရောကားမျိုးစားပါသူပြောပြပေးပါတဲ့သူလိုအပ်လို့ရှိရင်သူထပ်ပြီးတော့အကြံနေပေးပါမယ်တဲ့ဒါချက် GPT ကိုဒါကျွန်တော် B0172 နဲ့ပတ်သက်တဲ့ကုတ်ကျွန်တော်မေးထားတာအဲ့ဆိုရင်ကျွန်တော်နောက်တစ်ခုထပ်မေးကြည့်မယ်ဒီကောင်ဘယ်လောက်လိသိလဲလို့ကားတစ်စီးရေsystem အကြောင်းကျွန်တော်ဒါကြီးကလေးလာလို့ရတယ်နော်တော်လေးလာလို့ရတယ်ကားစီးရဲ့ cooling system အကြောင်းကိုရှင်းပြခိုင်းရမယ်ကျွန်တော်ဒီကောင်ဘယ်လိုပြောမလဲကျွန်တော်နားထောင်ကြည့်အောင်ဒါဆိုလို့ရှိရင်မြန်နော်တိတ်မကြောက်ဘူးကားစီးရဲ့ cooling system ဆိုတာဟာတဲ့ engine ကိုအပူချမှုနှုန်းဒါမှမဟုတ်အပူကိုထိန်းချုပ်ရန်အရေးကြီးဆုံး system တစ်ခုဖြစ်ပါရဲ့တဲ့ဒါကသူ့ရဲ့ engine တင်းတင်းနဲ့ပူချင်လက်ပတ်အောင်ထောက်ပံ့ပေးတာဖြစ်ပါတယ်။ဘာညာပေါ့ဖတော့တခြားတော့ဖတ်ပြတော့ဘူး။ဒါပေမဲ့အပူချိန်ကိုကာကွယ်ရန်ဘာညာ radiator water pump thermostat ပါမယ်။ coolant ပါမယ် radiator fan ပါမယ်ဒါ wire pipe တွေoverflow pipe တွေဘာညာတော့ဗောနော်။မသူဘလို့လုပ်လဲဆိုတာကိုမှအလုပ်လုပ်တယ်ဘလို့လုပ်တယ်ဘာတွေကဘယ်ချိန်မှာဘလို့ပွင့်လဲ thermostat ဘလို့ပွင့်လဲဆိုတာတွေကအစပြီးလို့ရှိရင်ဒါကျွန်တော်တို့cooling system မကောင်းလို့ရှိရင်ဘယ်လိုပြဿနာတွေဖြစ်နိုင်လဲဆိုတာတွေစပြီးရင်ဘယ်လိုပြုပြင်ထိန်းသိမ်းရမလဲဆိုတာတွေအစဒီမှာကီလို9000ဒါမှမဟုတ်1000ပေါ့နော်အဲ့လိုမျိုးသိန်း9000နဲ့သိန်းကီလိုမီတာတစ်ချိန်ကူးလန့်ပြောင်းမှာစသဖြင့်ပေါ့နော်ဒါသူအကုန်လုံးပြပြပေးရတယ်ဒါပါပဲဒါတော့ဒီနှစ်ခုကအသုံးဝင်မလို့ကျွန်တော်ပြောင်းလဲပါတယ်နောက်တစ်မျိုးကျွန်တော်တစ်ခါထပ်မေးပေးလိုက်မယ် effect model 2000 ABF မီလင်းနဲ့ဒါပေမဲ့ABS system ထဲကို OBD2 scanner ဝင်စစ်မရဘူးဘာတွေစစ်စေးတင်လဲဖြေပါမလားမသိဘူးမေးကြည့်လိုက်မယ်ဖြေမဖြေတော့ဒါသူ့သဘောပဲဒါသူတခုချင်းစီပြောနေရပါတော့တော်တော်များများတော့မှန်ပါတယ်ဒါပေမဲ့လည်းတခါကြလို့ရှိရင်ကျွန်တော်ဗမာစာဆိုတော့တခါကြရင်ဖတ်ကြတာဒီနေ့တော့ထောက်တဲ့အခါမျိုးကြီးစစ်ရှိတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါသူပြောပြတာသူမှကြည့်ကျွန်တော်မေးလိုက်တာက FF model 2000 ABS မီလင်းနေဒါပေမဲ့ ABS ဆက်ဆန်တော့ကျွန်တော်တို့ကုမ္ပဏီဝင်စစ်လို့မရဘူးကျွန်တော်ဘာကြီးစစ်တင်လဲဆိုပြီးကျွန်တော်မေးလိုက်တာသူကအဲ့ထက်ပို့ပြီးတော့သူအများကြီးဖြေသွားတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူပြောတယ်ဖြစ်နိုင်တဲ့အကြောင်းရင်းများတဲ့ ABS ECU communication error ကျွန်တော်တို့ ABS ECU communication error ဆိုတာကျွန်တော်တို့ဒီ ABS control module ကတဲ့ ECU control ECU ပေါ့နော် ECU နဲ့ဆက်သွယ်လို့မရတဲ့အခြေအနေတစ်ခုဖြစ်နိုင်တယ်ကျွန်တော်တို့ဒီ ECU နဲ့ ABS ကြားမှာကျွန်တော် connection မရှိတော့ဘူးဆိုတဲ့သဘောတရားမျိုးဖြစ်နိုင်တယ် positive ခေါ်ဘာကြောင့်အများဆုံး ABS module ပြတ်တာဒါမှမဟုတ်ကျွန်တော်တို့ CAN line တွေပြတ်တာဒါမှမဟုတ်ကျွန်တော်တို့ power တွေ ground တွေမရတာပေါ့နော်အဲ့လိုမျိုးပေါ့ဒါသူဖြစ်နိုင်တဲ့အကြောင်းအရာကိုသူပြင်ပြောပြတာnumber 1 number 2ကကျွန်တော်တို့ scan 2ကြောင့်တချို့ကျွန်တော်တို့ scan 2တွေမှာကကျွန်တော်တို့ဒီ ABS SRS တွေပိုင်းဝင်စစ်လို့မရ scan 2တွေရှိတယ် engine တစ်ခုတည်းစစ်လို့ရတယ်ဟိုးတော့ scan 2တွေရှိတယ်ပေါ့နော်အဲ့လိုမျိုး scan 2ကြောင့်ပဲဖြစ်လာလားဒါမှမဟုတ် fuse relay တွေကျွန်တော်တို့ဒီမှာပြက်လို့ဖြစ်တာလားကျွန်တော်တို့ ABS system စီကို power မရရင်နဲ့မီးလင်းတတ်ပါရဲ့တဲ့အဲ့တော့ ABS နဲ့ပတ်သက်တဲ့ fuse relay တွေကိုသူကစစ်ခိုင်းတယ်ဒါသူပြောတာတခုမမှားဘူးစန်စာပြက်နေရ module စန်စာ short ကြပြီးတော့ module တစ်ခုလုံးပြက်နိုင်တယ်လေသူကဖြစ်နေနိုင်တယ်ဆိုတော့သဘောတရားလေးပဲသူထည့်ပြောထားတယ်ပေါ့နော်ဒီနံပါတ်လေးအချက်ကတော့ဒါတော့ဖြစ်နေရင်နည်းပါတယ်ဟိုမှာသူကဒီမှာ step by step ဘယ်လိုစစ်ကမလဲဆိုပြီးဒီမှာထပ်ပြောပြထားသေးတယ် scan 2ကိုမျိုးစုံသုံးကြည့်ပါတဲ့ဒီမှာသူသုံးရမယ့် scan 2မှာ touch screen တို့ auto တို့စသဖြင့်ပေါ့နော်သူဒါနဲ့ပတ်သက်တဲ့ launch တို့ပါတို့
သူပြောပါထားပြီးတယ် ABS fuel release စစ်ပါတဲ့ဗဒီဘိုးတွေကိုလည်းစစ်ဆေးပါတဲ့ပြီးကန်လိုင်းတွေစစ်ဆေးပါကန်လိုင်းတွေကိုဘယ်လိုစစ်ကမလဲဆိုတာတော့ဒီမှာတခါပြပါတာတဲ့ OBD ပင်ရဲ့နံပါတ်6ရဲ့နံပါတ်14ရဲ့မှာတဲ့ volley balance 2.5 volt ဖြစ်မဖြစ်စစ်ဆေးပါတဲ့ရှုံလို့ရင်တဲ့ကျွန်တော်တို့ဒီဆိုင်အောင်သွားလို့ပေါ့နော်အရင်ရှုပ်ရဆိုလို့ရှိရင်တော့ဆိုင်မှာသွားလို့ပေါ့ ABS module ဟို connection loss ဖြစ်နေလားမဖြစ်နေလားဒါမှမဟုတ်ဒီ ABS စနာတွေကျိုးပြတ်နေလားမပြတ်နေလားဒါပေါ့နော်အကုန်လုံးဒီမှာဒါဒီအများကြီးသူဒါတော်တော်ပြပြထားတယ်ပေါ့နော်အဲ့တော့တကယ်အသုံးဝင်ပါတယ်အဲ့တော့နီးပညာကအများတန်းရှေ့ရောက်နေတာပါကိုကနီးပညာနောက်ကိုလိုက်မှရပါမယ်မလိုက်လို့မရပါဘူးအဲ့တော့ဒီ software တွေသုံးလို့လည်းဘာမှရှက်စရာအကြောင်းမရှိပါဘူးဒါကကျွန်တော်တို့သုံးမှုတော့သူတို့ထုတ်ပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့သုံးရပါဖြစ်ပါတယ်အဲ့တော့အသုံးဝင်မယ်လဲမျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်